ဗင်နီဇွဲလားနိုင်ငံကာရာကတ်မြို့တော်အနီးကကမ်းရိုးတန်းနေရာတွေမှာပောက်ကွဲမှုတွေကိုရိုက်ကူးထားတဲ့ဗီဒီယိုတွေစစ်ရဟတ်ရင်ကြီးတွေအနှိမ်ပြန်တန်းနေတာကိုရိုက်ကူးထားတဲ့ရုပ်သံတွေဟာဗင်နီဇွဲလားနိုင်ငံကအလွန်ဆိုးရိမ်နေတဲ့အမေရိကန်ရဲ့ဝင်ရောက်တိုက်ခိုက်မှုကိုအတည်ပြုနေပါတယ်။မြို့ကန်တွေကတော့ထိတ်လန့်တကြားအိမ်ပြင်ထွက်စုယုံခဲ့ကြပြီးတော့သူတို့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြခဲ့ကြပါတယ်။လွန်ခဲ့တဲ့တနင်္ဂနွေခွဲလောက်ကလေယာဉ်တွေပြန်တန်းနေတာပောက်ကွဲသံတွေပောက်ကွဲမှုတွေအနည်းဆုံး10ကြိမ်10ကြိမ်လောက်ကြားခဲ့ရတယ်လို့မြို့ကန်တအူးကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုကသမ္မတနီကိုလတ်မာဒူရိုနဲ့သူ့ရဲ့ဇနီးတို့ကိုဖမ်းဆီးပြီးတော့နိုင်ငံပြင်ပကိုလေယာဉ်နဲ့ခေါ်ထုတ်သွားပြီလို့သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ဗင်နီဇွဲလားအစိုးရရဲ့ထုတ်ပြန်ချက်မှာတော့အမေရိကန်ပြည်ထောင်စုကကာရာကတ်မြို့တော်နဲ့အနီးအနားပြည်နယ်3ခုမှာအရက်ဘက်နဲ့စစ်ဘက်နေရာတွေကိုတိုက်ခိုက်ပြီးတော့ဗင်နီဇွဲလားရေနံနဲ့တယံဇာတတွေကိုသိမ်းပိုက်ဖို့ကြိုးပမ်းနေပြီလို့ဆွဆွဲထားပါတယ်။ လက်ရှိအမေရိကန်အစိုးရရဲ့အလွန်ဆိုးရွားတဲ့စီးရေးကျူးကျော်မှုတွေကိုနိုင်ငံတကာအသိုက်အဝန်းရှိမှာဗင်နီဇွဲလားသမ္မတနိုင်ငံကရှုတ်ချကန့်ကွက်ပါတယ်။ဗင်နီဇွဲလားအစိုးရကသူ့စစ်တပ်ကိုနိုင်ငံကာကွယ်ရေးအတွက်အမိန့်ထုတ်ပြန်ထားပြီးတော့နိုင်ငံကိုလည်းအမျိုးသားအရေးပေါ်အခြေအနေကြေညာထားပါတယ်။ဒီအတောအတွင်းမှာဗင်နီဇွဲလားလေပိုင်နက်အတွင်းနိုင်ငံတကာလေကြောင်းပြန်တမ်းမှုတွေကိုအမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့ကတားမြစ်ထားပါတယ်။အမေရိကန်ကအခုလိုမတိုက်ခိုက်ခင်မူရစ်စည်းဝါး14လို့တန်တရားရှိတဲ့လှေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေခဲ့ပြီးတော့ပြီးခဲ့တဲ့အပတ်ကလည်းမာရာကိုင်ဘိုစိတ်ကမ်းကို CIA က drone နဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။အမေရိကန်အင်ဖြူတော်ကမူရစ်ဘရင်လို့ဆွဆွဲနေခဲ့တဲ့သမ္မတမာဒူရိုကတော့သူ့ကိုအမေရိကန်အစိုးရကဖြုတ်ချလိုက်မယ်ဆိုတာကိုပြောဆိုနေခဲ့တာဖြစ်ပါတယ်ခင်ဗျာ။